မှာလောက်ရတဲ့ကိုယ်ကြီးအဲ့ဒီကြာလေးရဲ့တပိုင်းတစ်စားနဲ့ကျွန်တော်ရွတ်ပေးတယ်ငါတို့ဟာရှစ်သူကိုချစ်ရတဲ့အခါမှာလေဥပ္ပခါစိတ်နဲ့တဝက်ပဲချစ်နိုင်တယ်ဒီကလာကြီးပါချစ်သူကိုချစ်တဲ့အခါမှာလေဥပ္ပခါစိတ်နဲ့တဝက်ပဲချစ်နိုင်တယ်လို့ကျွန်တော်တို့ဝင်နေချမ်းသာရှိနေတဲ့သူများလည်းကျွန်တော်တို့ကိုစာနာနားနိုင်တယ်လို့နားလည်နိုင်တယ်ကျွန်တော်တို့ကလည်းသူတို့ကိုစာနာနားလည်တယ်ကျွန်တော်ရဲ့59ခုမြောက်59နှစ်မြောက်ပြီး60ရဲ့ဝင်တဲ့အချိန်မှာ3ပန်လ20မှာတစ်ကြိမ်လှခဲ့တယ်40မှာတစ်ကြိမ်လှအခု60လေနောက်တော့မရဘူးလို့မပြောနိုင်ဘူးဟမ်အနည်း3ပြန်ကြတော့3ပန်လပါနောက်တော့မရဘူးဟောဘာလဲလို့ပြောပါဦး